အားလုံးပဲတည်တည်ချမ်းသာထောင်ကြပါကျွန်တော်ဒီညဒီ prophet ပြုခြင်းတစ်ခုနဲ့ပတ်သက်ပြီးမှကျွန်တော်ပြပြတော့ဖြစ်ပါတယ်အဲ့ဒီအရာကဘာလဲဆိုတော့အခုတလောကလုံးမှာအခုဆူနေတဲ့အရာနော်တည်င်းဒီနေရာတကာအခုဘာဖြစ်လဲဖက်နေတယ်ဒီ Israel နဲ့ Iran နဲ့ပတ်သက်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးမှချမ်းစာမှာပြောထားတဲ့အတိုင်းအဲ့ဒီ prophet ပြုခြင်းအတိုင်းကျွန်တော်ပြန်နေပြီးမှဒီည prophet ပြုတော့မှဖြစ်ပါတယ်ဆိုတော့ဒီအခုဖြစ်နေတဲ့ဒီ type ပွဲဟာဒီအရာအားလုံးကချမ်းစာမှာသူဖျားတဲ့ခြင်းရဲ့နှုတ်ဘတ်တွေမှာရေးထားတဲ့အတိုင်းပဲဖြစ်တယ်ဒီအရာအားလုံးဖျားအချမ်းစီပဲဖြစ်ပါတယ်ဆိုတော့ဒီချက်လောက်ကျွန်တော်ကိုဒီယေရမိအခန်းကြီး49 34ကဖတ်ပြီးယေရမိအခန်းကြီး39အခန်းငယ်49အငယ်34ယူဒရှင်ဘီဇေဒကိမီနန်းဆန်ဆာကအေလန်ပီကိုရင်မှတ်တော့ဆိုတော့ဒီထဲမှာအီရန်ပြည်နော်ဒီဟာကအခုအီရန်နဲ့ပတ်သက်ပြီးမှ prophet ပြုခြင်းဖြစ်ပါတယ်အိုင်ခါပါရုစကာထာဝရဘုရားဤနှုတ်ကပတ်တော်ဒီ prophet ယေရမိတို့ရောက်လာ၏ဆိုတော့ဒီညကျွန်တော်ရှင်မှာရောက်လာတာပေါ့အာမင်ကောင်းကင်ဘုရားရှင်ထာဝရဘုရားမိတ်တော်မူဒီကအေလန်ဤလေးတီဟူသောသူဤအစွမ်းတတိအထုအမျက်ကိုငါချူးမိဆိုတော့အခုကျွန်တော်တို့အီရန်ကိုကြည့်တဲ့အခါမှာဒီအီရန်ကအခုသူတို့ကအရန်ကိုအားရှိလို့နော်သူတို့ကမပြစ်လက်သူတို့အမတ်တဲ့ရနေတာပြီးဒီ Israel တို့သူတို့ give မဆိုင်မှာတိုက်နေတာအခုသူတို့အခုတော်တော်လေးခိုင်ရမှာအီရန်တွေကြီးထားတယ်အခုခန္ဓာဘာမှမဟုတ်တယ်ဘူးနော်ကဲဆက်ပါမယ်အရက်လေးမျက်နှာတို့ကလေးမျိုးကိုအေလံပြည်သူငါဆောင်ခဲ့မိထူလေသူရှေ့မှာပီသားများကိုငါလွတ်မိထူတို့နီထုတ်တော့အေလံပီသားမရောက်တော့တိုင်းနိုင်ငံတစ်ခုမျှမရှိရဆိုတော့ဒီအခုအီရန်ကိုယ်ပြောတော့ဖျားတယ်လောက်လိုက်မှာနော်သူတို့မရောက်တဲ့နိုင်ငံမရှိတော့နိုင်ငံတကာနော်ဒီအီရန်ပြည်သူတွေထွက်ပြရမှာနော်ဖျားတယ်ကဆုံးမမှာဖြစ်တယ်အဲ့ဒါသူတို့ထွက်ပြရမှာဖြစ်တယ်ဆက်ပါမယ်အေလာပီတာတို့ကိုရန်သူတို့ရှေ့မှာ၎င်းဆိုတော့အီရန်ရဲ့ရန်သူတွေဆက်ရန်သူရှိတယ်သူတို့အသက်ကိုရှာတော့လူတို့ရှေ့မှာ၎င်းငါ6လက်စေ၍ပြင်းစွာတော့ငါဤအမျက်တီးဟူတော့ဘေးဥပတ်ကိုသူတို့အပေါ်သို့ရောက်စေမည်သူတို့ကိုမဖြစ်စည်းမီတိုင်အောင်သူတို့နောက်သို့ဓာကိုလွတ်လိုက်ရမည်ဟုထာဝရဘုရားမိန့်တော်မူ၏အေလံပီ၌ငါဤပလီကိုတည်ထားပြီးဖြစ်တယ်အီရန်ပြည်၌ငါရဲ့ဘာဖြစ်လဲပလီကိုတည်ထားပီ၌ငါဤပလီကိုတည်ထား၍ဆိုတော့အီရန်ပြည်ရဲ့ငါရဲ့ပလီကိုတည်ထား၍ဆိုတာအီရန်နိုင်ငံကအခုခရီးယန်ဖြစ်တော့မှာအီရန်နိုင်ငံလုံးအာမင် praise the lord ငါရဲ့ပလီတီမှာဆိုတော့ဖျားတင်ကဘာပြောချင်အခုအီရန်ဒီသူတို့ပြောင်းလဲလားသူတို့နောင်တရမှာအစ္စရေးတို့အခုသူတို့ထိခိုက်တာနော်သူတို့အခုအစ္စရေးကိုတိုက်တာနော်ဘုရားရဲ့လက်တော်သူတို့မြင်တွေ့ရမှာနော်ဘုရားရဲ့ဟိုလေမျိုးကနေပြီးလာမှသူတို့ဖြတ်သွားမှာနော်သူတို့ခွဲသွားမှာဆိုတော့အခုသူတို့အဲ့ဒီနောက်ပိုင်းမှာဘာဖြစ်လဲအားလုံးပြောင်းလဲပြီးမှတခင်ယေရှုယုံကြည်လာမှာဒီနေ့ကျွန်တော် prophet ပြုထားတဲ့နေရာစံစာအတိုင်းဖြစ်တယ်မယုံကြည်ထားလားနော်အီရန်နိုင်ငံဟာမကြတော့ဘူးခရီးနိုင်ငံဖြစ်တော့မှာဖြစ် wow praise the lord amen တည်ထား၍ရှင်ဘုရင်နိမိသားတို့ကိုတုတ်တင်ပေရှင်းမိဟုထာဝရဘုရားမိန့်တော်မူ၏ဝါတို့ရာတွေတိမ်သွားခြင်းကိုခံရသောအေလံအမျိုးသားတို့ကိုနောင်ကာလိုက်၌ငါဆောင်ခဲ့ဦးမည်ဟုထာဝရဘုရားမိန့်တော်မူဆိုတော့အီရန်လူမျိုးတွေအားလုံးဘုရားနဲ့ပြန်နေမှာခေါ်လာနော်ခေါ်လာဆိုတော့မခေါ်လာဒီမှာသူ့ရဲ့ plan ဒီမှာဆိုတော့ဘာဖြစ်လဲအီရန်နိုင်ငံခရီးယန်နိုင်ငံဖြစ်သွားမှာဆိုတော့အီရန်နိုင်ငံလူမျိုးတွေလည်းဘာဖြစ်လဲယေရှုခရစ်တော်ဘုရားယုံကြည်လက်ခံတာမှာဖြစ်ပါတယ်မချလို့မဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗာပြောပြချင်တဲ့အရာကဒီညရဲ့ prophet ပြုချင်တာအီရန်နိုင်ငံကခရီးနိုင်ငံဖြစ်သွားမှာဖြစ်ပါတယ်ပြီးရင်ဖျားသခင်ကနော်လူတိုင်းကိုချစ်တဲ့ဖျားဖြစ်ပါတယ်ဆိုတော့လူတိုင်းအတွက်လည်းအမြဲတမ်းတကားဖွင့်ပေးတဲ့ဖျားဖြစ်ပါတယ်ယေရှုခရစ်တော်ဖျားဆိုတော့ဒီ prophet ပြုချင်ကိုအားလုံးတကယ်ရှာမှတ်တာပါနော်အီရန်နိုင်ငံခရီးနိုင်ငံဖြစ်သွားတော့မှာဖြစ်ပါတယ်မချဘူးပါရောက်စတဲ့ fashion ကောင်းကြီးပဲပါစေ